အခုလောလောဆယ်ကတော့အခုလက်ရှိချစ်သူအခြေဆုံးဆိုတော့ကိုကြီးပေါ့အရန်ကိုတင်းငိမ့်နေရင်းချက်တယ်ပြီးတော့အရန်ဘယ်လိုပြောမလဲ bright ဖြစ်တယ်ပြီးတော့ဥဆောင်နိုင်စမ်းရှိရဲ့အရေးချင်းရှိရဲ့အဲ့လိုပဲပြောလို့ရမှာပေါ့ပြောချင်တာကတော့အချစ်ကိုမကိုးကွယ်နဲ့ပတ်စံကိုပဲကိုးကွယ်ပါလို့အချစ်ကိုကြတော့ဇိမ်ကန်ပစ္စည်းလို့သဘောထားပြီးကိုသားပတ်စံရှိနေရင်ဥမာသိရမလား channel လေးကြိုင်လိုက် Dior လေးကြိုင်လိုက် LV လေးကြိုင်လိုက်ပြောင်းကြိုင်တယ်လို့မျိုးလေးပဲအချစ်ကိုတော့ဇိမ်ကန်ပစ္စည်းလို့ပဲသဘောထားပတ်စံများများရှာကိုချောက်ပေါ်ကိုရက်တည်နိုင်အောင်စူးစမ်းအချစ်ကိုဘယ်လိုပြောမလဲဥမာ LV ကပြတ်သွားတယ်ဒီရောပြောင်းကင်လိုက်တယ်လို့ပဲသဘောထားပြီးတော့လေအဲ့လိုဖောက်ပြန်သွားလဲရော့အင်းဆိုပြီးရော့ယူချင်လိုက်ရော့အင်းဆိုပေးပြီးတော့ကိုယ့်အကိုပဲဘယ်လိုပြောမလဲမမရက်တီပေါ့နော်အဲ့လိုကိုယ့်အကိုကပတ်စံအများကြီးရှာပါလို့ပြောချင်ပါတယ်ရှင်ဒီနေ့ကမာယာချာရုပ်ရှင်ကိုင်းမှာပေါ့နော်ကဲကိုကြီးစားတချင်းလေးကိုဇဝင်ဘယ်လိုပြောမလဲတင်းဆောင်ပေါ့နော်ဇဝင်တချင်းဖြစ်သုံးတယ်ဆိုပြီးတော့ပေါ့နော်ကိုချမ်းသာကအဲ့လိုမျိုးသုံးချင်တယ်ဆိုပြီးတော့လှမ်းကြောင်းကြတယ်ပြီးတော့အဲ့လိုမျိုးဂုံပြူအဲ့လိုမျိုးစကားလေးပေါ့နော်မှတ်တရစကားလေးလာပြီးတော့ပြောပေးပါအောင်ဆိုပြီးတော့ဖိတ်ကြားတဲ့တော်တော်လာပြီးတက်ရောက်ဖြစ်တာပါရှင်မောင်လေးစားပြီးတော့ကိုကြီးပြီးတော့ဦးဆိုတော့လဲအဲ့လိုအစင်လိုက်လေးထွက်လာဆိုသူကနေသူကတချင်းလေးကအိမ်တော့ကတော့ပောက်ခဲ့ပေါ့နော်အခုနောက်2နှစ်ကြာတော့မှတခုလိုမျိုးရုပ်ရှင်ရုံတင်ကိုင်းမှာပေါ့နော်ထပ်ပြီးတော့တင်းဆောင်အနေနဲ့အဲ့လိုမျိုးဘယ်လိုပြောဖော်ပြပေးရတဲ့အတွက်ကြောင့်ထည့်ပြီးတော့အသုံးပြုပေးရတဲ့အတွက်ကြောင့်အများကြီးပဲဝမ်းသာကုန်ယူဝမ်းမြောက်ပြီပါရှင်အောင်2နှစ်လောက်ရှိပြီဟော2နှစ်ကျော်ပြီထင်တယ်2နှစ်ကျော်2နှစ်တော့မပြည့်ဘူး2နှစ်နီးပါးလောက်ပေါ့နော်ဒီ17လပိုင်းဒီတလပိုင်းလောက်ဆို2နှစ်ပြည့်မယ်ထင်တယ်အဲ့တော့2နှစ်နေမှာပထမဆုံးရုံကိုင်းမှာထပ်ပြီးတော့ပါဝင်ခွင့်ရတာပေါ့နော်ဟောကိတ်ကတက်လုံးကိုကြီးကပဲကိုကပဲဥဆောင်လာလို့လားမသိဘူးကိုကနည်းနည်းကိုကိုဥဆောင်ပေးတဲ့လူပေါ့နော်ကိုကောင်းကောင်းဥဆောင်ပေးနိုင်တဲ့လူနည်းနည်းပို့ပြီးတော့မှုဝင်နေရပါကိတ်ကသူများကိုချွဲချင်တာကိုကခလေးလုပ်ချင်တာဆိုတော့လေကိုခလေးလာလုပ်တဲ့လူနဲ့ကြာအဆင်မပြေဘူးလို့ဖြစ်ကိုကြီးကဥဆောင်နိုင်စမ်းရှိရပါအကိုလိုရဥဆောင်နိုင်စမ်းရှိရဟုတ်ကိတ်ပေါ်ကတန်းတစ်လျှောက်မှာကိုကထားခဲ့ရများတယ်ကိုကထားခဲ့ဆိုတာထပ်ပေါ့နော်ဒါမလုပ်ဘူးဒါမလုံးနဲ့မကြိုက်ဘူးပြောတယ်တစ်ခါပြောတယ်နှစ်ခါပြောတယ်သုံးခါပြောတယ်နောက်ဆုံးတစ်ခေါက်ကျရင်တော့ကိုကလုံးဝလက်မခံတော့ပြန်ခွင့်မလို့တော့ဘူးပေါ့အဲ့လိုပုံစံမျိုးလေးပဲဖြစ်နေရအများကြီးရှောင်းအဓိကတော့ကျန်တာတွေအကုန်လုံးနားလည်ပေးနိုင်တော့မှဖောက်ပြန်တာကြီးကတော့နားမလည်ပေးနိုင်တဲ့နံပါတ်ပထမဆုံးနံပါတ်1အချက်ဆိုတော့လေအဲ့အချက်လေးနဲ့ပဲတော်တော်ညှိရများပါတယ်ပြီးတော့ကိုကလည်းအရန်ချစ်တဲ့အရန်တဝင်တိုးတတ်တော့เนาะအဲ့ဒါလေးနဲ့တော်တော်ညှိသွားတာပေါ့ဟောအခုတွဲတဲ့ဘယ်ကဖောက်ပြန်လဲပေါ့ဖြစ်ပေါ့ကွယ်နောက်တစ်ယောက်ထပ်ထားပေါ့ဘာဖြစ်လဲမသိမချစ်တယောက်ပြီးတယောက်ရွေးပေါ့ပြောပြရတော့မဟုတ်ပါဘူးဒါပေမဲ့ချီးရင်မပြောပါဘူးမပြောချင်တော့ပါဘူးသူတို့တိုင်းနဲ့သူတို့ကံမောကောတော့ဒါဗုဒ္ဓဘာသာနိုင်ငံမှာနေနေရပဲကိုကံရချိုးကိုစိုက်တဲ့အပြင်ဒီကိုစားရမှာလို့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်လေအဲ့လိုယောက်ျားကြီးရလဲလေလုံးနဲ့ပဲစကနေချီးတဲ့မယ်လို့ပြောထားတယ်ယောက်ျားကမမောက်တစ်ထောင်ဆိုစကားရဲ့နောက်မှာတာဝန်ယူမှုတာဝန်ခံမှုအပိုင်းကြီးအများကြီးပါတယ်ပေါ့နော်မောင်မတစ်ထောင်ဆိုကိုကရှာကျွေးနိုင်တာကိုကအဲ့မောင်မတစ်ထောင်ရောက်တစ်ထောင်အောင်တော့ရှာကျွေးနိုင်တဲ့အရေးချင်းမျိုးကိုမှဆန်းဆန်းလို့ရှိရင်တော့ဒါကြီးကပြောလို့မရအောင်လေရှစ်ဘီနေခေတ်တုန်းကလည်းဒါလက်ခံတဲ့ကိစ္စပဲဆိုဒါပေမဲ့သူထားတဲ့မောင်မတစ်ထောင်ကကိုရှာကျွေးဖို့ထားတာမဟုတ်ပဲကိုခိုင်းစားဖို့ထားတဲ့မောင်မတစ်ထောင်မျိုးဆိုတော့ဒါကြီးကလက်သိရင်ခံလို့မဖြစ်တဲ့အပိုင်းကြီးဖြစ်သွားပြီးတော့ဘယ်လိုပြောမလဲပတ်ဝန်းကျင်မှာယူရှာဆက်ကွယ်ကောင်းတဲ့ယောက်ျားအဆင်နဲ့ဝင်သွားဆိုတော့ကိုတီးဖို့လိုတယ်လို့ယောက်ျားတို့ပေါင်းပြောချင်ပါတယ်။ဒီလိုနဲ့ဘင်းချီးတင်မှာပဲပြီးတော့အခုကဘာကြီးကလည်းမျိုးစုံကတ်ဆိုင်နေရပြီးတော့ဘယ်လိုပြောမလဲမကောင်းတဲ့လူလည်းတစ်ဖြည်းဖြည်းပဲ့နေပြီအဲ့လိုမျိုးဆိုကိုစိုက်တဲ့ပင်ရတီကိုစားရမယ်လို့ပဲပြောချင်ပါတယ်ရှင်။မစားဘူးတဲ့အတီးဆိုစားကြည့်ရတဲ့သဘောပဲနေပါပါ။သိရမလား။အဲ့တော့ဘောမှာဘယ်အတွေ့အကြုံမဆိုတော့ရရဲဘာပဲဖြစ်ဖြစ်လေးဖြစ်လာသမျှအကောင်းလို့ပဲတွေးရမှာပေါ့။ဘာပဲဖြစ်ဖြစ်ဒါအတွေ့အကြုံတစ်ခုရလိုက်တယ်လို့ပဲသဘောထားပြီးတော့ပဲရှေ့ဆက်ရှောက်မယ်လားအကောင်းဆုံးဖြစ်အောင်ပြန်စူးစမ်းပြီးတော့ရှောက်တာအကောင်းဆုံးပါပဲရှင်။ပြီးတော့အခုလောလောဆယ်ကတော့အကောင်းဆုံးကတော့ကိတ်ကတော့အခုလောလောဆယ်လက်ရှိ situation လက်ရှိအချိန်လေးကိုပဲအကောင်းဆုံးနေတယ်အကောင်းဆုံးဖြစ်အောင်နေတယ်အကောင်းဆုံးဖြစ်အောင်စူးစမ်းတယ်လက်ရှိအချိန်လေးမှာပျော်လေးပဲနေပါရှင်။ယောက်ျားလည်းမာယာများဆိုမိန်းမလည်းတချို့မိန်းမလည်းရမ်းမာယာများလေကိတ်ဆိုလည်းအများကြီးတွေးခဲ့တာပဲတချို့ကျတော့ယောက်ျားကနည်းနည်းမိန်းမဘက်ကအဲ့လိုရန်ဖြစ်ဖြစ်တဲ့အဲ့လိုမျိုးသူများပစ္စည်းမှလိုချင်တဲ့သူများယောက်ျားမှလိုချင်တဲ့မိန်းမတွေကလည်းဒီခေတ်ကြီးမှာတဖြည်းဖြည်းပို့ပြီးများလာပြီဆိုတော့လေအဲ့တော့ဘယ်ရမှကန်တင်ကမှပြောလို့မရဘူးမာရဲ့ကောင်ကရေစက်ပါသလားအဲ့လိုပဲတွေးပြီးတော့ပဲမိမတယောက်ကတော့အဓိကပြောချင်တာကိုချောက်ပေါ်ကိုရက်တီးပြီးတော့ကိုထမင်းကိုရှာစားနိုင်မယ်ကိုကကိုရေချင်းပြေးဝရှိမယ်ဆိုရင်တော့ကိုဒီမှာဘယ်ယောက်ျားကပဲဘယ်လိုပြောင်းအဲ့လိုမျိုးပြောင်းလဲသွားပါစေအောင်တော့ကိုကတော့ဒီတိုင်းမမက်ကြီးရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မိန်းကလေးတွေကိုပြောချင်တာတော့ယောက်ျားအားမကိုပဲနဲ့ကိုကကိုပြီးတော့ကိုချောက်ပေါ်ကိုရက်တီးနိုင်အောင်ပဲစူးစမ်းပါအချစ်ကိုဇိမ်ကန်ပစ္စည်းတစ်ခုလိုပဲသဘောထားပါလို့ပဲပြောချင်ပါတယ်ရှင်အလုံးစုံတစ်လလောက်ငိုလိုက်ကောင်းလာရေးဆက်လို့ပဲသဘောထားပါအဲ့လိုမျိုးတွေးဆုံကြုံကွဲလို့ပဲသဘောထားပြီးတော့ခုနပြောသလိုပဲအဲ့လိုပတ်စံများရှာအချစ်ကိုဇိမ်ကန်ပစ္စည်းလိုပဲသဘောထားမိန်းကလေးတိုင်းကိုချောက်ပေါ်ကိုရက်တီးနိုင်ပြီးတော့ကိုရချင်းကိုရှိပြီးတော့ကိုပစံကိုရှာနိုင်တယ်ဆိုရင်တော့အချစ်ဆိုတာကြီးကဘွားကြီးမဟုတ်ဘူးဆိုတာဖြည်းဖြည်းသိလာမယ်လို့ပြောချင်ပါတယ်ရှင်ယောက်ျားရဲ့ကောင်လာမာယာများတယ်အဲ့တော့ယောက်ျားရဲ့နဲ့တူ
အဲ့လိုမာယာများတဲ့ကြားတွေကိုကင်တွင်နိုင်မှုဆိုရင်တော့ကိုချော့ပေါ်ကိုရက်တင်နိုင်ပဲရေးကြီးရှိရဲ့မိန်းမတယောက်ဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့အကောင်လုံးမိန်းကလေးတွေအကောင်လုံးကွာစားပြီးတော့ချစ်ကိုစိန်ငယ်ပစ္စည်းလိုပဲသဘောထားပြီးတော့ပတ်စံတွေအများကြီးရှာကြပါလို့ပြောချင်ပါတယ်ရှင်ဟုတ်